မင်္ဂလာပါမိဘများခင်ဗျာဒီနေ့မှာတော့ကျောင်းကိုစတင်မဲ့ကလေးတွေအတွက်မိဘတွေမှာဖြစ်မနေသိထားတဲ့အချက်တွေကိုပြန်လည်မျှဝေသွားချင်ပါတယ်ကလေးတယောက်ရဲ့ပထမဆုံးကျောင်းသားဘဝကသူ့အနာဂတ်တွေအရန်ပဲအရေးကြီးပါတယ်ဒါနဲ့အရွယ်ဘာသာမိမိတို့ရဲ့ဘဝမှာအရေးကြီးဆုံးခြေလှမ်းတစ်ခုဖြစ်တဲ့ပထမဆုံးကျောင်းတရက်ပါပဲဒီရွယ်လေးတွေအတွက်ကျောင်းဆိုတာစကြဝဠာအသက်ကြီးတစ်ခုလိုပါပဲမိဘတွေအနေနဲ့ကိုရင်သွေးလေးကျောင်းမှာပြပြရွှင်ရွှင်နေနိုင်မှုဘယ်လိုပြင်ဆင်ပေးရမလဲသူတို့လေးတွေရဲ့ရှင်ထဲမှာဘာတွေဖြစ်နေမလဲဒီနေ့ဒီဗီဒီယိုလေးမှာကျွန်တော်အသေးစိတ်ပြောပြပေးသွားပါမယ်နံပါတ်1ကတော့ကလေးရဲ့စိတ်ခံစားချက်ကိုနားလည်ပေးခြင်းပါပဲ9နှစ်ရွယ်ကလေးတယောက်အတွက်ကျောင်းစတက်ရတာပြောတဲ့စိုးရင်စိတ်ကပိုပြီးများနေတတ်ပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့တစ်သက်လုံးအားကိုးလာရတဲ့မိဘရဲ့လက်ကိုလွှတ်ပြီးစိမ့်တွေချထဲမှာသွားရမှာမဟုတ်ဘူး။ဒါကြောင့်ကလေးကကြောင်မသွားခြင်းလို့မိုးတယ်ကြီးကြတယ်လို့မတတ်မှပါနဲ့သူ့ကိုဖတ်ထားပေးပါ။ဒါကြောင့်မှမကြောက်ဘူး။ဒါကြောင့်နေတာမိမိသိတယ်။ဒါပေမဲ့မိမိရက်နေကြရင်ပြန်လာကြုံမယ်ဆိုတဲ့စကားမျိုးတွေသူတို့ရဲ့စိုးရိမ်စိတ်ကိုအတူမှန်ပြုပေးဖို့ပထမဆုံးလိုအပ်မှာပဲဖြစ်ပါတယ်။နံပါတ်1ကျောင်းအပေါ်အမြင်ကောင်းအောင်ပုံဖော်ပေးခြင်းမဖြစ်ပါဘူး။ဒါနဲ့ချက်မှာတော့ကလေးတွေကိုကျောင်းဟာပျော်စရာနေရာတစ်ခုအဖြစ်ပုံဖော်ပေးဖို့ပါပဲ။အချို့မိဘတွေကလေးကိုဆုံးမတဲ့အခါမှာကျောင်းကိုလိုက်ဖို့မယ်ပြီးရင်ဆရာမနဲ့တိုင်ပြောမယ်ဆိုပြီးဒီလိုမျိုးချင်းချောက်တတ်တဲ့ပြောတဲ့ဆိုတဲ့အမှားလေးတွေရှိပါတယ်။ဒါဟာကလေးရဲ့စိတ်ထဲမှာကျောင်းကိုအပြစ်ပေးတဲ့နေရာအပြစ်ပေးခံရတဲ့နေရာတစ်ခုလို့ထင်သွားတတ်ပါတယ်ဒီအစားကျောင်းမှာတကယ်ချင်းအသစ်တွေရှိမယ်စားစရာအသစ်တွေရှိမယ်ပုံပြင်တွေနားထောင်ရမယ်ဆိုတဲ့အကောင်းမြင်စရာလေးတွေမကြာခဏပြောပြပေးရမှာပါနံပါတ်3အချက်ကတော့ခွဲခွာခြင်းဆိုတဲ့အမှုပညာတစ်ခုပါကျောင်းပေါ်မှာကလေးကိုနှုတ်ဆက်တဲ့အခါမှာအရေးကြီးဆုံးကတော့ပြတ်သားပြီးရွေးထွေးဖို့ပါပဲမိဘကိုယ်တိုင်ကစိတ်မကောင်းဖြစ်ပြီးလိုက်ငုံနေရင်ကလေးကပို့ပြီးတော့ကြောက်သွားပါလိမ့်မယ်ကလေးကိုအပြုံးနေပဲနှုတ်ဆက်ပါတတ်တာညနေကျရင်မုံဝယ်ပြီးပြန်ကြုံမယ်ဒါမှမဟုတ်ကျောင်းဆင်းရင်မိမိမုံဝယ်ချွေမယ်လို့ပြောပြီးထွက်လာတယ်ပါအရေးကြီးဆုံးကတော့အချိန်မှန်မှန်ကလေးကိုပြန်ပြီးတော့ကြိုးဖို့ပါပဲကလေးကတယောက်တည်းကြံခဲ့ပြီလို့ခံစားရရင်နောက်နေ့ကျောင်းသွားဖို့အရန်ခက်ခဲသွားပါလိမ့်မယ်။ဒီချက်ကတော့အိမ်ပြန်ရောက်ရင်နားထောင်ပေးတဲ့သူဘေးကဝန်းမေးတဲ့သူတယောက်ဖြစ်ဖို့ကအရေးကြီးပါတယ်။ကျောင်းမှာကလေးဘာလုပ်ခဲ့သလဲ။ဘာလို့သင်ခဲ့လဲလို့မေးပြီးသူတို့ပြောသမျှကိုစိတ်ဝင်စားနားထောင်ပေးရပါမယ်။ဒါကသူတို့ကိုနောက်နေ့ကျောင်းသွားဖို့အားရတစ်ခုဖြစ်စေပါတယ်။ကလေးတိုင်းရဲ့ပထမဆုံးကျောင်းတရက်ဟာကြောက်စရာနေ့တစ်နေ့မဟုတ်ဘဲအသက်အလုံးအမှတ်တရနေမဲ့အမှတ်တရရှိနေမဲ့ရောစရာနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီလိုဘုဒ္ဓတာလေးတွေကိုနားထောင်ခြင်းရင်တိမဖွေရလေးတွေကိုနားထောင်ခြင်းရင်ကျွန်တော်ရဲ့ Happy Kyo Channel လေးကို Like and Subscribe လုပ်ထားပေးဖို့လဲအနုအညွတ်တောင်းဆိုအပ်ပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ